ရတနာကြိုးဆိုပါရရှင်မေပေါ်တော့အခုဒီအသက်လှုပ်ထားတဲ့ထဲကလေဒီ10ပွင့်သူကပန်းလေးက10ပွင့်နဲ့ဝစ်ဆန်သူရဲ့ဝစ်ဆန်လေးကကြတော့ဒီဝစ်ဆန်3ဆန်လေးနဲ့လှုပ်ပြထားတာလေးကိုလာပြပေးခြင်းလို့ပါနော်ဒီနေ့ကသူဒီတခိုင်ထဲကကြတော့ဒီတအိုးမှာအိုးသေးတယ်ဆိုရင်တအိုးမှာတခိုင်ထိုးရင်လေလာတယ်တကယ်လို့3ခိုင်ထိုးရင်တော့ပိုဝေတာပေါ့နော်တချို့ကြတော့လဲတအိုးမှာငွေအမအများကြီးမသုံးချင်ဘူးဆိုရင်တအိုးမှာတခိုင်ထိုးလို့ရတယ်ဒါပေမဲ့သူ့ရဲ့အလှလေးကကြတော့လေဟိုအဝါရောင်မှာဝစ်ဆန်လေး3ခုနဲ့ဆိုတော့လုံးဝသူ့ရဲ့အလှလေးကကြွနေရပဲသူ့ရဲ့ဈေးနှုန်းလေးကလည်းအသင့်ပဲနော်9000ကျော်လေးပဲရှိတယ်လှတယ်အဝါရောင်လေးကလေဆက်တော့မေကနမူနာပဲလုတ်ထားတာပေါ့နော်အခုကြမှာအခက်ကြီးအများကြီးလုတ်ပေးထားပါတယ်ဒီဟာလေးကိုလေဒါလေးကိုတအိုးမှာနှခိုင်လူမလားပေါ့နှခိုင်လူလဲလားနှခိုင်ဆိုတော့ဒီလိုလေးဖြစ်နေမယ်ဒါမှမဟုတ်သူ့ရဲ့ခလေကောင်လေးမှာအနီရောင်လေးတစ်ခိုင်ထပ်ထိုးနေလာတယ်နော်ပန်းအဝါလေးကိုပြပေးတာပါဒီမှာအဝါလေးတအိုးမှာသူကအိုးမှာထိုးလိုက်တော့ပိုလာပေါ့နော်ဒီမှာဝေးပြီးတော့လာနေရောပဲ3ခိုင်မှ2သိန်းကျော်ပဲကြမယ်ဖုပွင့်ရတနာမညိုးပန်းဆိုတဲ့အတိုင်းရတနာပန်းလေးတွေပူစော်ထားလို့ရှိရင် तू ကပန်းလေးတွေညိုးတွားနှွမ်းသွားတာအတွက်စိတ်ပူစရာမလိုတော့ဘူးပေါ့နော်မင်းတို့အိမ်မှာကြတော့မွေးတဲ့ပန်းလေးကိုကြတော့စပယ်ပန်းရွှေပန်းငွေပန်းလေးပြန်လူတာပေါ့နော်ဒါလေးကိုဆိုရင်တအိုးမှာ3ခိုင်ထိုးလို့ရှိရင်အိုးမှာထိုးလိုက်ကြ तू ကတစ်မျိုးဖြစ်သွားမယ်နော်လှနေရောပဲဒီလိုလေးအိုးလေးနဲ့ထိုးပြထားလဲပုံလေးရှိပါတယ်တကယ်လို့ကြိုက်တယ်မှယူချင်တယ်ဆိုလို့ရှိရင် Messenger မှာ highlight လို့ရပါတယ်ရှင်ဖုန်းဆက်ပြီးတော့လဲမှာယူလို့ရပါတယ်အဝါလေးအရန်လှတယ်ဒီမှာသူ့ရဲ့အလှကြွနေရပဲအပေးလို့ရပါရှင်မေအများကြီးလုပ်ပေးထားပါတယ်နော်ကျေးဇူးတင်ပါတယ်